everyone, my name is Esther. So I'm in Glava, Esther preparation. Esther the Maro, Esther God, the Maro, Zagan the Pare, Gay, the Laji Bijaba, no? Gay, the Zagata was ready, 18 number of the chat engine of Gavame. Ramazona Emuga Kiva Chubua, no? The engine like a machine. ပါဠိဝိရင်ကောင်းပြီလေပါဠိဝိရင်ကောင်းမယ်ကစားကတော့မဆိုတော့ပေါ့ပေါ့ပါပါဒါလေးပါတော့မယ်โอเคဆိုအဆင်ပြေတယ်တော့ရပြီကစားခွင့်သွားတော့မယ်ဒီကစားခွင့်အကြီးသွားမှာပေါ့နော်ဒီကစားခွင့်အကြီးရကြအိုင်ဒီမလို့ပါအောင်ရှင်ဒီထဲမှာပါပြီးသားပေါ့တော့အဲ့တော့အမှုသွားလိုက်ပါအောင်မယ်ကဲရောက်ပါပြီရှင်ဒီကစားကွန်မဖြစ်ပါကဲတော့ roller coaster ရဲ့တစီးကမှာမူကဒီဟာကိုရင်စီးမယ်ပေါ့နော်ဒါလေးရင်စီးမယ်တကြမယ်ဒီတယောက်ပြောတာကတော့တလီကတဲ့သူကတော့မခုံရဘူးတဲ့ဒါလေးရတော့တဲ့3မိနစ်လောက်စီးရတယ်ကဲတော့ကြည့်မယ်သူကဒီ mission နဲ့မှာဆိုလို့ရှိရင်အဲ့ဒါပါတယ်ပေါ့နော်ဒီမဲ့အဲ့လိုတွေစီးရတာပါအဲ့လိုတွေစီးလို့ရှိရင် trophy ရပါတယ်ဒီမှာတက်သေးပါ star တက်သေးပါကဲဒီမဲ့ပေါ့နော် view ကတော့လှတယ်ကစားကွင်းတစ်ခုလောက်ပြင်ရတယ်ပေါ့နော်တလီပြီးတော့တော့အမှုဖို့ပါပေးရပဲတော့စီမဘူးတနေ့ကတော့ညတီတီမဲကဲတော့ဖြစ်ပါရရှင်ညတီတီမဲကဲမှာပေါ့နော်သူပြောတာကအမှုတီးတော့ဆိုလို့ရှိရင်ဒါရတဲ့3မိနစ်လောက်တော့သူကဘယ်လိုပြောမလဲ3မိနစ်လောက်စီးရတယ်မခုံရဘူးတဲ့သူအဲ့လိုတော့ပြောပြထားတယ်ပေါ့နော်ဒီဟိုအောက်ကလည်းအဲ့ဒီတယောက်ကပြောဒီနာအမေအင်ဂျင်နဲ့တယောက်ကပြောထားတာပေါ့နော်ပြီးတော့ရင်တော့အင်ဘူရခိုပမှာညကြမှာဒီဟိုဟာထဲမှာပွားပြီးတော့ကြည့်ပါမရှင်နေ့တစ်နေ့လုံးကတော့ကစားကွင်းတော့မှဖြစ်ပါတယ်ရှင်တွိုင်းနဲ့တော့အပေါ်ရောက်လာပြီပေါ့နော်အရှိမဆိုလို့ရှိရင် roller coaster နှစ်ခုရှိတယ်ဒီလိုလေးပြပြမယ်နော်ဒီမဲ့ ဒီမဲroller coaster ကိုဒီမဲ roller coaster တခုနှစ်ခုရှိတယ်ပေါ့နော်ကဲတဖြည်းဖြည်းချင်းတော့တော်တော်လေးမြင်လာပါပြီအပြစ်မဆိုအစတမစီးရဲဘူးနော်ကြောက်တယ်ပေါ့နော်ဒီထဲမှာစီးပါတယ်ကဲအဲ့တော့စင်ပြေတယ်တကယ်လည်း3မိနစ်လောက်ထိတ်သွားတယ်ပေါ့နော်ထိတ်သွားတယ်ကောင်းတယ်စီးရတာလဲပြီးတော့နော်အင်္ဂလိပ်ဟိုဘက်မှာရေကမောက်ဆမ်းမဖြစ်ပါရဲ့ရှင်ရေကမောက်ဆမ်းမဲပါနော်ဒီနေ့က6ပဲရဆိုတော့တော့မဖြစ်ပါနဲ့ကျောင်းပေးရမို့လို့လက်စောတာဖြစ်ပါတယ်ရှင်ကဲတပြည့်ပြည့်နဲ့တော့ထိတ်ကိုရောက်သွားပါပြီတော်တော်လေးစီးရတာမိုက်တာပေါ့နော်ဒါပေမဲ့အမှုအတော့ကတော့3 out of 10ဘာလို့လဲဆိုတော့အမှုအရန်ပြင်းလို့ကဲတော့အော်ရပဲတိတ်ပါမယ်ရှင်ကဲအော်ရောက်လာပါပြီရှင်ကဲတော့စမမယ်ကဲစမမယ်ရှင်ကဲနောက်တစ်ခုကတော့အမှုပြောထားတဲ့တိုင်ဘဲတော့စီးပဲဘဲဘယ်တော့စီပါမယ်တက်ကလေးနဲ့တွားလိုက်မယ်ပေါ့နော်ဒီမယ်ဒီရစီမှာပါဒီလေးဆင်းရမယ်တော့ဟိုဘက်ကနေတွားလိုက်ဒီမယ်အင်းမချက်ကရှိရပဲချက်ကနေတွားလို့ရတယ်ပေါ်တက်ပြီးချက်ကလေးနဲ့တွားလိုက်ခဏတည်းဆိုကုန်ပြီโอเคထိုင်လိုက်ပါမနော်ချက်ကိုဖြုတ်ထိုင်လိုက်မိုက်တယ်တော့ဒါအမိုးမြန်မာပါရရှိရပါလေ Happy Wall လား Happy Wall ရဲ့အိမ်နားမှာရှိရလေဒါလေးကတော့အင်းဒါလေးကတော့ကစားကွက်တော့မယ်အပိုင်းတက်လေးပဲဖြစ်ပါရဲ့ရှင်
ပြီးတော့ရနောက် roller coaster ဒီမဲ့တွေ့ရတဲ့ဒီ roller ရောက်ပဲပေါ့နော်ဒီနောက်က roller coaster တော့စီမယ်တလီရလည်း30မှာဆိုလို့ရှိရင်အမှုက5 hour ထားပြီးပါတယ်ဘာလို့လဲဆိုရေထဲမှာဆိုတော့ easily ကတော့ပြောတာကြားတယ်အပေါ်သွားတော့မယ်အေးဆိုကြ မေးစားပြီးတော့လေဟိုအားလုပ်ပေးပါသူတို့လေ roller coaster တော့စီရမရှိတော့ roller coaster တော့စီရမရှိကဲဒီ ဒီ လို လိုမဆောင်နဲ့စားလိုက်ကြတာ speed နဲ့သွားဒီ အိမ်မူရေချိုးဖို့နားရီကြည့်နော် ကဲအဲ့တော့ဒီ roller coaster တော့မရှိဒီ roller coaster ဘာတော့မရှိအပြားတလီပါဝါ sorry ပါနော် roller coaster မလာစီးဖို့အဝါကြီးမလာသေးလို့စောင့်နေတာဖြစ်ပါတယ်မလာသေးဘူးလားမသိကြောက်ခဏဆောင်လိုက်ပါဦးမနော်ကဲတော့ခုမဲလာပြီကဲစီရတော့မယ်ရှေ့ဆုံးတန်းကစီးမယ်ရှေ့ဆုံးကစီးပါမယ်ကဲ try the roller coaster wow စားထွက်ပြီပေါ့နော် oh my gosh တဲ့ရန်စီလို့ကောင်းပုံမဟိုရှိမတတ်မှာကျုပ်စီရည်အပြင်းမဆိုအိမ်မှုမစီးရဘူးပေါ့နော်အပြင်းမဆိုအစတလုံးဝမစီးရပါဘူးရှင့်ဒါဂိမ်းထဲမှာမစီးတာပေါ့နော်ဂိမ်းထဲမှာဘူးစီးတာအပြင်းမဆိုမစီးဘူးဟိုတကယ်ကိုမကြောက်စရာကြီးတကယ်ကြောက်စရာကြီးပေါ့နော် Hey you ကြောက်စရာကြီးတကယ်ကြောက်စရာကောင်းတယ်စမီဝါတကယ်မိုက်တယ်ဝါဘာဖြစ်ကုန်လို့ဒုက္ခပဲအော်ငါတာဘလူသွားတော့ငါမထူးလိုက်ကွာဘာဖြစ်သွားလဲအိုးကြေးရောက်ဝိုင်းချင်ဇိုးအောင်ဒီနားလေးပဲစီးချင်ပါညာဘက်ကြီးမဆောင်နိုင်တော့လွယ်မဟိုဟာတော့ကြည့်ဒီကမတော့ဆမ်းရေကမလုံတန်းပြောက်နေလို့ကြောက်ရေကမတော့စားပါမယ်ရေကမကနမလဲငါတေးတွေ့ပါသေးတယ်ဘယ်နှပြောက်ပါဟိုရမလေးဟဲ့တတိတော့ကြည့်ပါဦးနော်တော့ကြည့်ပါမယ်တော့ကြည့်မယ်ဘယ်ခရစ်စတယ်ရှိုးတဲ့ဒီရှိုးဝဲတော့ကြည့်ဘယ်ဘက်သွားမှာဘယ်သွားမှာနောက်ဖလုံးတူပဲထင်တယ်ဒီဘက်ကသွားလိုက်တော့โอ้ไม่တော့မူတူဒီမှာပဲဒီရမှာပဲထိုင်နေတော့โอ้มันလာပြီလောက်ကြပါမထိုင်ဝေါမိုက်တော့မိုက်တယ်ဟိုမဆိုးနေလားအဲ့တော့ဆိုဒီဗီဒီယိုလေးရတော့လောက်ပါပဲကြည့်ပေးကြတဲ့လူတွေကျေးဇူးအားလုံးကျေးဇူးတင်ပါတယ်အစတာ channel လေးကို subscribe မလုပ်သေးဆိုရင် subscribe လေးလုပ်ပြီးတော့ကြဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲ bye bye နောက်ဗီဒီယိုပါပြန်တွေ့ကြမှာနော်